မင်းကလေးဟာခုနှစ်နှစ်တိုင်တိတ်တခိုးချစ်ခဲ့ရတဲ့ကောင်လေးကိုသူမရဲ့ရင်ဖွင့်စကားပြောပြခဲ့ပါတယ်။ဒါပေမဲ့ကောင်လေးကတော့တငယ်ချင်းဆိုတဲ့အဆင့်တန်းကသာသူတို့ကိုထာဝရအတူရှိစေမှာဖြစ်ကြောင်းတုံ့ပြန်ခဲ့တယ်။နောက်တစ်နေ့မှာတော့ကောင်လေးမှာရီးစားအသေးရသွားတာကိုမင်းကလေးသိလိုက်ရပါတယ်။ဒီတန်ကိုမခံစားနိုင်တဲ့အတွက်သူမဟာရေချိုးခန်းထဲမှာပုံအောင်နေခဲ့တယ်။သူမပြန်ထွက်လာတဲ့အချိန်မှာတော့ကောင်လေးကသူ့ရီးစားကိုသူမနဲ့ကတငယ်ချင်းတက်ပါလို့အာမခံနေတာကိုကြားလိုက်ရပြန်ပါတယ်။မင်းကလေးအဖို့တော့ဒါဟာတကယ်ကိုရေးစရာကောင်းလာပါတယ်။ဘာလို့လဲဆိုတော့သူမဖွင့်ပြောခဲ့တဲ့ညကကောင်လေးကိုယ်တိုင်သူမကိုမထိန်ချုပ်နိုင်ပဲနန်းခဲ့လို့ပါပဲ။တစ်ချိန်ကနန်းခဲ့ဘူးတဲ့တငယ်ချင်းတွေဖြစ်နေတော့သူမဆက်မနေနိုင်ပါဘူး။အဲ့ဒီနေ့မှာပဲကောင်လေးကသူမကိုခရစ်စမတ်လက်ဆောင်ပေးခြင်းနဲ့ဆိုပြီးဖုန်းဆက်လာပါတယ်။မင်းကလေးကတော့သူ့မှာရီးစားရှိနေပြီဖြစ်တဲ့အတွက်လက်ဆောင်တွေမပေးသင့်တော့ကြောင်းပြောပေမဲ့ကောင်လေးကတော့သူ့ရီးစားဟာသဘောထားကြီးပြီးဒါကိုစိတ်မရှိပါဘူးလို့ပြန်ပြောခဲ့ပါတယ်။လက်ဆောင်ကိုတီးကျင်စိမ့်နဲ့စားတောက်ဆိုင်ကိုသွားတဲ့အခါမှာတော့သူ့ရဲ့ရီးစားကိုပါအတူတူတွေ့လိုက်ရပါတယ်။လက်ဆောင်ကိုဖွင့်ကြည့်လိုက်တဲ့အခါသူမအမြဲလိုချင်နေခဲ့တဲ့ကောင်လေးကလည်းလွန်ခဲ့တဲ့အချိန်ကတည်းကခရစ်စမတ်လက်ဆောင်ဖြစ်ပေးမယ်လို့ကတိပေးထားခဲ့တဲ့ဆွဲကြိုးလေးဖြစ်နေပါတယ်။ဒါပေမဲ့မင်းကလေးဝမ်းသာသွားတဲ့အချိန်မှာပဲဒီဆွဲကြိုးကိုငါရီးစားကရွေးပေးတာလို့ကောင်လေးပြောလိုက်တာကိုကြားလိုက်ရပြန်ပါတယ်။မင်းကလေးဟာအတင်းအကျပ်ပြုံးပြရင်းသာကျေးဇူးတင်စကားပြောနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကောင်လေးကသူ့တငယ်ချင်းတယောက်ကိုခေါ်လိုက်ပြီးမိန်းကလေးနဲ့မိတ်ဆက်ပေးကအောင်သွယ်ပေးဖို့ကြိုးစားပါတယ်။မိန်းကလေးဟာတကယ်ကိုစိတ်မသက်မသာဖြစ်သွားခဲ့ရတယ်။ကောင်လေးရဲ့တငယ်ချင်းကမိန်းကလေးဟာစာရေးဆရာမတဦးဖြစ်မှန်းသိသွားတဲ့အခါသူမရဲ့အလုပ်ကိုင်ကိုအထင်သေးတဲ့အပြင်သူမဟာအရန်ပိန်လုံးလို့ကလေးရနိုင်မှာမဟုတ်ဘူးလို့ပါဝေဖန်ခဲ့ပါတယ်။ဒီထက်ပိုပြီးတီးမခံနိုင်တော့တဲ့အတွက်မိန်းကလေးဟာထွက်လိုက်ပြီးထိုသူ့ကိုရေနဲ့ပတ်လိုက်ပါတယ်ပြီးတော့ကောင်လေးကိုဒေါသတကြီးနဲ့နင့်တငယ်ချင်းကငါ့ကိုဒီလိုစော်ကားနေတာကိုနင်ကဘလို့တောင်ခွင့်ပြုထားရတာလဲလို့ပြောလိုက်ပါတယ်။ကောင်လေးကတောင်းပန်ဖို့ကြိုးစားပေမဲ့မိန်းကလေးကတော့အရန်ကိုဒေါသထွက်နေတဲ့အတွက်ထွက်သွားခဲ့ပါတယ်။လမ်းမှာတော့မိန်းကလေးဟာနှစ်အတော်ကြာမတွေ့ဖြစ်တဲ့တငယ်ချင်းဟောင်းတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။ထိုအမျိုးသားကသူမစိတ်မကောင်းဖြစ်နေတာကိုတွေ့တော့အတူတူထမင်းစားဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ကောင်လေးကမိန်းကလေးဟာတခြားအမျိုးသားတစ်ယောက်နဲ့ထွက်သွားတာကိုမြင်တဲ့အခါမှာတော့ထူးဆန်းစွာပဲဒေါသထွက်သွားခဲ့ပါတယ်။အဲ့ဒီညမှာပဲထိုအမျိုးသားကမိန်းကလေးကိုအိမ်ရှိအထိလိုက်ပို့ပေးခဲ့ပါတယ်။ဒါပေမဲ့အိမ်အောက်မှာကောင်လေးနဲ့တိုးပါလေရောကောင်လေးကသူမကိုထိုအမျိုးသားနဲ့ဘာလို့သွားစားတာလဲလို့မေးတဲ့အခါမှာတော့မိန်းကလေးကငါဘသူနဲ့သွားဆနဲ့အလုပ်မဟုတ်ဘူးလို့ပြန်ပြောခဲ့ပါတယ်။သူမဟာကောင်လေးနဲ့ဆက်ပြီးစကားမပြောချင်တော့ပဲလှည့်ထွက်ခဲ့ပါတယ်။ကောင်လေးကတော့သူမထွက်သွားတာကိုကြည်ရင်ရင်ထဲမှာအတော်လေးခံစားသွားရပါတယ်။နောက်တနေ့မှာတော့ကောင်လေးကအစားအစာတွေယူပြီးမိန်းကလေးရဲ့အိမ်ကိုရောက်လာခဲ့ပေမဲ့တကားလာဖွင့်ပေးတာကတော့ထိုမျိုးသားဖြစ်နေပါတယ်။သူဟာချက်ချင်းပဲအိမ်ထဲဝင်ပြီးမိန်းကလေးကိုလိုက်ရှာပါတယ်။မိန်းကလေးကထိုမျိုးသားကိုတစ်ပတ်ကမ်းပေးနေတာကိုသူမြင်လိုက်ရတယ်။ထိုမျိုးသားကိုနှင်ထုတ်ချင်တဲ့အတွက်ကောင်လေးကသူ့အတွက်အစားအစာတွေမပါဘူးလို့တမင်တက်တက်ပြောလိုက်ပါတယ်။ထိုမျိုးသားကပြန်တော့မလို့လှုပ်တဲ့အခါမှာမိန်းကလေးကနေခဲ့ဖို့နဲ့အတူတူစားဖို့တားလိုက်ပါတယ်။မင်းကလေးရေချိုးခန်းထဲသွားနေတော့မှကောင်လေးကထိုမျိုးသားကိုသူမနဲ့နီးနီးကပ်ကပ်မနေဖို့တတိပေးခဲ့ပါတယ်။ဒါပေမဲ့ထိုမျိုးသားကသူဟာမင်းကလေးကိုချစ်လာတာကြာပြီဖြစ်လို့အရှုံးပေးမှာမဟုတ်ဘူးလို့ပြန်ပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမင်းကလေးထွက်လာတဲ့အတွက်အမျိုးသားနှစ်ယောက်လုံးဟာဘာမှမဖြစ်တယ်လို့ဟန်ဆောင်လိုက်ကြပါတယ်။ထမင်းစားနေတော့မှထိုမျိုးသားကမင်းကလေးအတွက်ပစုံခွန်နှော်ပေးတဲ့အခါမှာကောင်လေးကသူမဟာပစုံမကြိုက်ဘူးလို့ပြောပြီးလူယူဖို့ကြိုးစားပါတယ်။ထိုမျိုးသားကတော့ပေးမယူပဲမင်းကလေးကိုကြည့်ပြီးမင်းကပစုံကိုအမြဲကြိုက်ခဲ့တာပဲ။ဒါပေမဲ့မင်းကတခြားလူတွေကိုပဲအရင်ပေးလို့ရှိတယ်။အခုရောသူ့ကိုပဲထပ်ပေးဦးမလားလို့မေးလိုက်ပါတယ်။မင်းကလေးဟာကောင်လေးကပစုံကြိုက်မှန်းသိသွားတဲ့အချိန်ကစပြီးသူမပကံထဲကပစုံတွေကိုကောင်လေးလက်မခံမှဆိုလို့သူမမကြိုက်ဘူးလို့လိန်ညာပြီးအမြဲပေးခဲ့တာကိုသတိရသွားပါတယ်။အဲ့ဒီအချိန်မှာပဲကောင်လေးဟာမင်းကလေးကသူ့ပေါ်ဘလောက်တောင်ကောင်းခဲ့လဲဆိုတာကိုနောက်တရားတွေနဲ့အတူသိမြင်သွားပါတော့တယ်။